လူသားတွေတောင်ပေါ်ကဆင်းလာတဲ့အခါစီဇာဟာအသက်ရှင်လျက်ရှိနေသေးတာကိုတွေ့ရှိသွားကြပါတယ်။သူတို့အားလုံးဝိုင်းမပြီးစီဇာကိုရင်ပေါ်ထိဆွဲတင်ခဲ့ကြပါတယ်။ဒါပေမဲ့စီဇာဟာကိုပါရဲ့တစ္ဆာဖောက်မှုအကြောင်းကိုမပြောဘဲသူ့ရဲ့မိသားစုဘေးကင်းရလားဆိုတာကိုပဲစိုးရိမ်တကြီးမေးမြန်းခဲ့ပါတယ်။အဖြေကိုကြားလိုက်ရတဲ့အခါစီဇာဟာနာကျင်မှုနဲ့အတူခေါင်းကိုလွှဲလိုက်ပါတော့တယ်။မဲကွန်ကချက်ချင်းပဲကားကိုနှိုးပြီးမြို့ထဲကိုပြန်မောင်းလာခဲ့ပါတယ်။စီဇာကိုစေကူတာမှုခံယူနိုင်ဖို့အတွက်ခေါ်ဆောင်လာရင်အိမ်တအိမ်ရဲ့ရှေ့ကိုဖျက်သွားတဲ့အခါစီဇာဟာပြတင်းပေါက်ကိုပုတ်ပြီးကားရက်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနေရာဟာသူအရင်ကနေထိုင်ခဲ့တဲ့အိမ်ဟောင်းလေးဖြစ်နေတာကိုတွေ့ရပါတယ်။စီဇာကိုဆိုဖာပေါ်မှာတင်ထားပြီးအလစ်ကဒဏ်ရာတွေကိုစစ်ဆေးကြည့်တဲ့အခါခွဲစိတ်ကူတာတဲ့ပစ္စည်းကိရိယာတွေရှိမှသာစီဇာအသက်ကိုကယ်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတွေကမြို့ထဲမှာပဲရှိတာကြောင့်မဲကွန်ဟာအသက်ဆုံးပြီးသွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလူသားတွေရဲ့ခန်းစစ်စီဟာလုံးဝပြိုလဲသွားပါပြီ။မြောက်ဝင်တွေဟာလူသားတွေကိုဖျားကြောင်တစ်ခုစီအထိမောင်းထုတ်သွားပြီးကိုပါကသူတို့ကိုအမိုးပေါ်ခေါ်သွားဖို့အမိန့်ပေးပါတယ်။လူတစ်ယောက်ကတန်တုတ်တစ်ချောင်းကိုကင်ပြီးခုခံဖို့ကြိုးစားတဲ့အခါကိုပါကအဲ့ဒီတန်တုတ်ကိုချက်ချင်းလူယူပြီးရော့ကက်ရဲ့သားဖြစ်သူရိုမီရိုစီကိုလွှင့်ပေးလိုက်ပါတယ်။ပြီးတော့ထိုလူကိုတက်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ရိုမီရိုကစီဇာတာဒီမှာရှိရင်ဒါမျိုးကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကကိုပါကိုအကြီးကျယ်ဒေါသထွက်သွားစေပါတယ်။သူဟာရိုမီရိုကိုလှေကားပေါ်ဆွဲတင်သွားပြီးလူအလုံးရဲ့ရှေ့မှာတင်ရိုမီရိုကိုအောက်ကိုရဲရဲဆက်ဆက်ပစ်ချတက်ဖြတ်လိုက်ပါတယ်။ကိုပါဟာရိုမီရိုရဲ့တေဆုံးမှုကိုပြသပြီးမြောက်ဝန်အားလုံးကိုခြောက်လန့်ဖို့ကြိုးစားလိုက်တာပါ။ဒီမြင်ကွင်းကိုကြည့်ပြီးကျန်တဲ့မြောက်ဝန်တွေဟာတိတ်ဆိတ်နေကြယုံကလွယ်လို့ဘာမှမတတ်နိုင်ကြပါဘူး။အဲ့ဒီနောက်လူသားအများစုကိုဖမ်းဆီးပြီးလှောင်အိမ်ထဲထက်ကအဆောင်တွေချထားလိုက်ပါတယ်။ပြီးနောက်မြို့ထဲကိုပြန်သွားပြီးကြန့်ရှိနေတဲ့လူသားတွေကိုဆက်လက်ရှာဖွေဖမ်းဆီးကြပါတယ်။စီဇာရဲ့သားကြီးဟာအကျဉ်းချခံထားရတဲ့သူ့အဖေပေါ်တစ္ဆာရှိခဲ့တဲ့လက်အောက်ငယ်သားဟောင်းတွေကိုမြင်တွေ့ရပေမဲ့အင်အားသုံးဖိနှိပ်ခံထားရတာကြောင့်သူတို့ကိုမကယ်တင်နိုင်ခဲ့ပါဘူး။ကိုပါရဲ့အမိန့်ကိုခိတ္တခဏနာခံနေုံကလွယ်လို့ဘာမှမတတ်နိုင်ပါဘူး။အခြားတစ်ဖက်မှာတော့မဲကွန်ဟာမြို့ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူစေဝါတွေရရှိပြီးပြန်ထွက်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲမြောက်ဝန်တွေကထိုဧရိယာကိုစတင်ရှာဖွေလာကြပါတယ်။သူဟာအိမ်တအိမ်ထဲမှာပြေးပုံနေတုန်းသူ့ကိုအံ့အားသင့်စေတာကတော့စီဇာရဲ့သားကြီးနဲ့ထိတ်တိုက်တိုးသွားပါတယ်။မဲကွန်ကတနက်နဲ့မပစ်ဖို့ခေါင်းကိုအသေးအတန်ခါရမ်းပြလိုက်ပါတယ်။ဘလူးအိုင်ဟာသူ့အဖေစီဇာရဲ့ဆုံးမစကားတွေကိုသတိရသွားပါတယ်။သူလက်ထွက်သွားခါနီမှာမဲကွန်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။မကြခင်မှာပဲဘလူးအိုင်ဟာအိမ်ဟောင်းလေးကိုရောက်ရှိလာပြီးဒဏ်ရာရနေတဲ့စီဇာကိုတွေ့သွားပါတယ်။စီဇာရဲ့ကိုယ်ပေါ်ကပြင်းထန်တဲ့ဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာဟာဒေါသတွေနဲ့ချက်ချင်းပြင်းထန်သွားပါတယ်။စီဇာကသူ့ကိုချက်ချင်းတားလိုက်ပြီးဒါတွေအားလုံးဟာကိုပါရဲ့လက်ချက်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှဘလူးအိုင်ဟာအဖြစ်မှန်ကိုနောက်ဆုံးမှနားလည်သွားပါတော့တယ်။ဒီကဆိုးကြီးအားလုံးဟာအစကတည်းကကိုပါစီစဉ်ထားတဲ့အကြံအစီတွေဆိုတာသူသိသွားပါပြီ။